လေးဒီသားမလေးမမပြောရရှိလို့ဒီနေ့ကျူရှင်မသွားနဲ့အောင်နေ့လည်တိုင်းမမလုံးချတယ်ရှိတယ်ကဲပါမလုပ်လို့လဲကိုကြီးရတဲ့မြောက်ပါလာသူတို့ညမပါဘူးညီမလေးနဲ့မမနှစ်ယောက်တည်းအသက်အာမလည်းလုပ်ဖို့မမအသက်အာမဆိုတော့ပါလေညီမလေးနားမလဲအသက်အာမလည်းဆိုတာဒီလိုညီမလေးရဲ့အခုမမတို့မှာခန္ဓာကိုယ်မှာတစ်ခုထိကြိုက်တယ်ရလို့ရှိရင်အာမခံကုမ္ပဏီမှာမမတို့ကအာမခံငွေသွင်းထားတယ်ဆိုလို့ရှိရင်အဲ့ဒီအာမခံကုမ္ပဏီကငွေနဲ့ပြန်ကူတာလို့ရတယ်တကယ်လို့မမတို့မှာအရေးပေါ်ကိစ္စရှိလာတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါမှမပတ်စံမရှိဘူးဆိုလို့ရှိရင်အာမခံကုမ္ပဏီကပတ်စံကိုထုတ်တော့ကူတာလို့ရတယ်ပြီးတော့မမတို့ကဒီအာမခံကုမ္ပဏီမှာဘယ်လိုထွက်ချင်တယ်ဆိုလို့ရှိရင်မမတို့သွင်းထားတဲ့ငွေအပြင်ကိုအကျိုးအမြတ်တွေပါအကုန်ပြန်ယူလို့ရတယ်ညီမလေးရဲ့ဟုတ်ကဲ့ပါမမအေးပါအခုတော့ညီမလေးကဒါရင်နားထဲမှာမဟုတ်သေးဘူးနောက်တစ်ဖြည်းဖြည်းတော့သိလာမှာပေါ့ကဲတတ်ရတယ်လေဆန္ဒပေါက်တက်ကြလားဟုတ်ပါမဘာလို့လဲဟုတ်ပါလေရှိကြပါစေဒီမလေးလေဘော်ရာကိုပို့လိုက်ပြီကိုရဲ့ဒါလည်းအိမ်မှာတယောက်တည်းဖြစ်သွားပြီဒီမလေးတောင်ငယ်ကလည်းငြိမ်းသွားပြီဆိုတော့သူတို့လည်းထပ်ဖို့သဘောတူလိုက်ပြီမနာလိုက်ကြတယ်လေဟိုတယ်မှာမလာဆောင်ပြောကိုအကုန်စီစဉ်နေမယ်ကြည့်သူကလည်းမလိုပါဘူးတရားလေပကာသနာတွေလောက်ချင်သိလားအိမ်အောင်တစ်ခုတိဆောက်တယ်ဆိုတာကတယောက်ပေါ်တယောက်တန်ရောစင်ရှိဖို့နားလည်မှုရှိဖို့နဲ့ငွေကြေးပြည့်စုံဖို့အဲ့ဒီသုံးခုရှိအစင်ပြေးပြီးတာကိုရဲ့တတရာဖြစ်သွားမှာဟိုတယ်မှာမင်္ဂလာဆောင်ပြီးတော့လေရှုံးပြတဲ့ငွေတွေလုပ်ငန်းတစ်ခုတည်းကိုထည့်လိုက်လို့ရှိရင်တရားတို့တွေတိုးဝလာမှာမဟုတ်ဘူးလားလို့အားကြောင့်ပြောတာကိုချစ်သူကြီးကိုသင်ထားတာလည်းကောင်းမှစီးပွားရေးကိုကြက်တက်နေစာချုပ်စုပ်တယ်ဆိုတာလေစကားစိတ်နဲ့ပြောရရင်တော့စာချုပ်ဆိုတာတယောက်ပေါ်တယောက်ယုံကြည်မှုမရှိလို့လောက်ကြတယ်လို့ခံစားမိတယ်ကိုဒါပေမဲ့လည်းခေတ်အခါရဲ့သဘောတရားရတော့စာချုပ်ဆိုတာတော့ဖြစ်နေတယ်ချော့ရမှာပဲလေအခုရှိတာကကြတော့ကိုတရားတို့အိမ်မှာပဲလိုက်နေပြီနော်စတယ်ပြောပြရမယ်ဒီကရအားလုံးကနားဆွတ်ကြတယ်ဒီမှာလို့ပြောဟုတ်ပါပြီကိုရဲ့ဒါကြောင့်ကိုလိုလေတရားကိုယုံကြည်စိတ်ချပါနဲ့လက်ခံလိုက်တာဇာဘောမင်းကဒီနဲ့စားနေတာဝါဝါရဲ့အိမ်ကြီးရရောအိမ်ထိုးချက်လဲပို့ပြီးတော့အေးရတယ်ကိုအဆင်ပြေပါတယ်အေးရတယ်ကိုလည်းလုပ်ပေးရအိမ်လုပ်ပြီးလည်းလုပ်ရတယ်ပြင်မပါရဲ့အဲ့ဒါကြောင့်မို့ကိုကအေးရောအလုပ်တော့မလုပ်ခိုင်းတာနဲ့ဒါခိုင်းတာနော်အေးကိုပဲအေးကိုပြည့်ပြည့်စုံစုံရအောင်ထားပေးပါမယ်ဗျာကိုပြောအောင်မသိလားအမေမဘာရေးကြမ်းကြမ်းလည်းမရှိနေကြီးရတယ်အိမ်ကိုအာမခံသုံးခါနေကြတယ်ဟာစာချုပ်ထုတ်ရတယ်မသိဘူး
ဒီကမလို့တောင်းကိုလေအေးရလေဝင်မစွတ်ပတ်ချလို့တာမသိချင်အောင်စောင်းနေတာဒါပေမဲ့ဒီမိမဆင်းကြကြနေရတော့ပြေးကြ ဟောအေးရတယ်မမဘယ်တော့မှကောင်းပြီလို့မှလည်းမဟုတ်ဘူးနော်သူကဒီဘာလဲလို့ပြောပြီးတော့ဒီကုမ္ပဏီကနေကိုကိုရဲ့ပိုင်တဲ့ကုမ္ပဏီလည်းမဟုတ်ဘူးဒယ်ရီကကိုကိုကိုခဏချိတ်ပြပေးပါဆိုတော့ကိုကိုကဝင်ပြီးတော့ကြည့်ပြပေးနေတာသူကဘာလဲလို့ပါအေးရကကိုကိုလောက်သွားရမယ်နော်ဟုတ် 记在我妈也会好嘛，啥那话呢？我那妈就是讲标准都不行，我呀在第二家别人要跟我说，这有个家，我妈就标变好，没嘛来是，哼。တော်မီမို့အဲခေါ်ရမ်းကြောင်းအောင်ပြင်နေနေလားမသိ ဟာဆိုင်ပြီးတော့ဟောရဘူးလို့ဟာ ဟဲ့နေပါကြည့်အောင်ကာ အမြတ်ဆုံးအောင်နေရတယ်ဘယ်ကနေဘောမှာတော့သိတာပေါ့ဗျာဒီလိုခဏဘာကိစ္စကြီးလဲ ဒီစိတ်မင်းချတော်မို့သူနဲ့ငါတွေ့တယ်လို့ ဟာခဏတော့မိုးနဲ့တွေ့ကျင်တော့တញ្ញိုင်းဖို့လိုက်သွားနော်ခဏမတော်တဲ့ဥဆိုပြီးတော့ကျုပ်လိုက်ဖို့ပြင်မယ် ထက်ကငါပါရေးလိုက်ရလို့တော်မို့တော့ခေါ်ပြီ ဟာတော်မေဦးကဆုံးတာ2လရှိပါပြီဗျ ဟာတော်မို့တည်ပြီဟလားဟာငါကျွေးရတော့ဆုံးပါပြီမဟုတ်သေးပါအဲ့ဆိုငါဒီစိတ်ကိုပိန်ပြီပေါ့ဒီတစ်ပိတ်စိတ်ကိုငါပိန်ပြီပေါ့ ဟာဘယ်နာသိတော့ခမရဝဲတာခဏသဲလုံးသားရှိရသူပဲကျွန်တော်အဲ့ဝဲတယ်လားခမရလေ ခဏတာပေါ့ရှင်တို့ဆိုင်ရှင်ကကျမစီမပေါက်ထားတာနားလာရှိပြီနောက်လာမှတော့မရွေးဒီဆိုင်ကိုကျမပိုင်သွားပြီ ဟာကျွန်တော်တို့မလုပ်နိုင်ဘူးဗျာပြင်ဖို့မှာတားပြောက်ရှိတယ်ဗျကိုမေကတော့ခမရကိုတော့ကိုလူကြီးပေါ်အဲ့ဒါကြောင့်နော်ကိုမေကလည်းကလာရှင်အဲ့ဒါတော့ကြီးရဗျာကုတုကုတု ဟဲ့ဒီမှာလည်းနိချိုလေး ဒီကိုလေးလေး ဟိုလေ ကိုလေးလေးကိုလေးကိုလေးလေးကိုလေး ဟဲ့သူ့ဝဲဘာဖြစ်လာလဲအဲ့ချက်မှာစုံနဲ့တက်တရကိုမရှိဘူးလက်ပိတ်တယ် ဟုတ်တယ်ခမလေးစက်သိမရှိအောင်လုံးဝစက်သိမရှိဘူးဒီမလေးတို့လက်ပိတ်ဆောင်သိမ်းမှုဆိုအကျွေးသမားရောက်လာတာအဲ့တော့ကိုမင်းကလည်းတွေ့ကျင်နေဆိုကျွန်တော်ခေါ်လာတာပါမလေးကိုမင်းကရှိတာမသိဘူး ဟာရှောက်ရှောက်ရှင်းလိုက်တယ်ဒီကျွေးဟုတ်လားငါမှဘာအကျွေးမှမရှိဘူးနော်နဲအောင်ငါမင်းကခေါ်ပဲတို့ဘယ်သူမှထဲဝင်နေနော် ဟုတ်ကဲ့ မောင်လေးမင်းကဒီမှာပြပွေးရောက်နေဟဲ့ ဟဲ့ဖြူဖွေးရောက်နေတော့အကျွေးချင်းရောက်နေလို့ပြောပေးပါ ဘာအကျွေးတင်ဟလားအမလေးညမဘလောက်မလို့ညခုံမောင်းတာလဲဟဲ့ ဒီမှာအမအကျွေးဆိုတာအကျွေးပဲနော်ငွေဆိုတာနည်းနည်းများများတန်ဖိုးရှိတယ်နဲ့ကြီးတယ်ရှင်ကဒုက္ခမရဘူးတော့ဘယ်သိမလဲကိုဒုက္ခရောက်လို့ရှင်ငွေတစ်ထောင်တော့သူများနိုင်ရဖို့မလွယ်ဘူးအဲ့ဒါရှင်သိလား အမလေးရှာရှင်းလိုက်တာဟဲ့မင်းကနည်းထွက်လာတယ်မှာဟာဒီမှာအကုလို့တွေများလုံးလို့နင့်လိုမိန်းမလေသူများကိုတပြားမှမကူညီထိုင်နင်ဒုက္ခရောက်ရင်ဘသူကကူညီမှလဲဟဲ့တော်တော်ငွေငတ်နေတဲ့ဟာမှာ ဘာလို့ဖြစ်လဲတခါကြီးဖွင့်တယ်ဘာဖွင့်လဲဘာဖြစ်နေကြရောလို့ ဒါနဲ့နင်ကမြင်မိုးသားလား ဟုတ်တယ် ငါစီမှာနင့်မယ်လက်ဖက်စိမ်ပေါင်ထားတဲ့စာချုပ်ဒီမှာနောက်လာမှမရွေးရင်ဒီလိုစိန်ကသိမ့်ပြီ ညာ ရှင်လုံးဖြစ်တာလေစာချုပ်ပြပါဦး ဟုတ်တယ်တော့စာချုပ်ဖတ်ကြည့်ဒီမှာတွေ့ဆိုလို့ကျွန်တော်မောင်နှမတွေခဏလောက်တော့တိုင်ပင်အောင်မယ်လားကုန်လို့ရှိရင်ခင်ဗျားကျွန်တော်ပြန်ပြီးတော့အကြောင်းပြန်ပြီးမယ်နော် အေးလက်ကောင်မလာမရွေးငါအစိုးမစုံနဲ့နင်တို့ပတ်စံရှာကားကြနင်တို့သိအောင်ငါတခုပြောခဲ့ဦးမယ်နင်တို့အမေကမေမို့ငါမေမျိုးတဲ့ငါစာချုပ် ကြက်တော်မှ လာအိမ်လေးကိုတိုင်ပင်လိုက်ရမယ်လားစာချုပ်ကိုမမသေချာဖတ်လိုက်တာဒီဆိုင်ကိုအမေကပေါင်ထားတာတော်တယ်ဆိုတော့ပေါင်ထားတာဒီဆောင်မမသိချင်းပေးပါလား မောင်လေး
ဒီကိစ္စဒယ်လီလောက်တော့တာလေမမလောက်တာလည်းမဟုတ်ဘူးပြီးတော့ဒီဆိုင်ရတဲ့မမီရဲ့ဆိုင်မမီသဘောမတူပဲနဲ့ဆိုင်ကိုဘယ်လိုလုပ်ပေါင်းရမှာလဲမောင်လေးရဲ့မမလည်းဒါတွေဘာမှမသိဘူးမမကိစ္စလည်းမဟုတ်ဘူး မမအဲ့လိုတော့ခေါင်းဆောင်တယ်လေမမလည်းတော့တာဝန်ယူတင်တာပေါ့မမအဖေလောက်သွားတာပဲ ဟဲ့အဖေလောက်တာငါလည်းမဆိုင်လို့လေဟဲ့ငါလည်းအဖေနဲ့မပတ်သက်ဘူး တော့အဲ့လိုညင်းကုန်လေးကိုပြီးမလားမမရဲ့ကျွန်တော်ဒီဆိုင်ကိုဘလို့ပြန်ရွေးလို့ရမလဲအဲ့ဒါပဲစဉ်းစားမှရမှာဘလို့နီးနေပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဒီအမေရဲ့ဆိုင်ကိုတော့အဆုံးမခံနိုင်ဘူးတော့မမ အဆုံးခံတော့မောင်လေးနေရွေးလိုက်ပေါ့ဟဲ့ မမအဲ့ဒါစကားကိုလည်းဆိုပဲမပြောနဲ့လေမမရဲ့ပြန်ရွေးယူတာဟုတ်တယ်ကျွန်တော်တို့ဘလို့လေးရွေးရမလဲအဲ့ဒါမမအကြံလေးညံလေးပေးအောင်လေ မမလည်းအိတ်ဆိုင်ယူငွေပုံငွေဆန်းဆိုတာရှိတာမဟုတ်ဘူးဟာစိတ်တွေညစ်တာပဲတကယ်ပဲဘယ်လိုလုပ်မလဲဟဲ့ဒီလိုလုပ်လိုက်နေဟဲ့ငါလည်းတခြားလည်းခြာမပေးတာကိုအဲ့တော့ဟိုစက်ရုံမှာရှိတဲ့ငွေတွေကထုတ်ပြီးတော့အဲ့ဒီဆိုင်ကိုဒီမှာနေရွေးနေလို့ကြိုက်တယ်လို့သာလုပ်နော်ငါလည်းဘာမှမပြောတတ်တော့ဘူးနင်တို့တော့ပဲဒီလိုလုပ်ကြဟဲ့ဒါပဲ ကိုအိမပြောချင်လို့ဝင်ကြည့်နေတာနော်အဲ့မိမပုံစံမဟုတ်တော့တိလားတိတ်လူပါဝတာပဲ तू ကအကြီးဖြစ်ပြီးတော့မှပြဿနာတစ်ခုဖြေရှင်းမှမရှိဘူး तू ကရင်ခေါင်းဆောင်သွားတယ်လက်ကျန်ကျရင်အိဆက်ရောအိကိုလိုက်လိုက်